သမီးစားမယ်လာသမီးတို့ကြိုက်တဲ့ပဇွန်တဝီချက်ကျွေးမယ်ရတော့ဘိုက်ကစားနေပြီခဏပဲမမေအမြန်ချက်လိုက်မယ်မရဘူးမရပါဘူးဘိုက်ကစားနေပြီမေဘိုက်စားလို့သမီးတို့ကြိုက်တဲ့မဲတင်ဟင်းအနှစ်ထုတ်လေးနဲ့အမြန်ဆုံးလုပ်ပေးမယ်သမီးကဘာစားမှာနဲ့စားမှာတော်ကျစားကြက်သားတော်ကျက်โอเคကြက်သားတော်ကျက်အနှစ်ကလေးနဲ့ဖြစ်စေရမယ်သမီးရောမဲသားမဆလာနဲ့လက်စားမှာโอเคအမဲသားမဆလာနဲ့โอเคရောအီကအမဲမဆလာနဲ့ငဲကကြက်သားတော်ကျက်နှက်ကလေးနဲ့နော်မေကဘာနဲ့စားမစားမယန်းသိငပိချက်